ဒီအကောင်တွေကိုအေးအေးလို့ခေါ်ပါတယ်မဒဂတ်စကာတစ်တိုးတွေမှာအများဆုံးနေထိုင်ကြတဲ့ဒီအကောင်တွေကိုလူအများစုကမကောင်းတဲ့နမိတ်ရှိတဲ့အကောင်လို့ယူဆထားကြပါတယ်အကြောင်းကတော့သူတို့ရဲ့ထူးဆန်းတဲ့အသွင်အပြင်တွေကြောင့်ပါဒီအကြောင်းကိုဆက်မပြောခင်မှာကျွန်တော်ရဲ့ YouTube channel ကို like and subscribe လေးလုပ်သွားဖို့အတွက်တောင်းဆိုချင်ပါတယ်ခင်ဗျာကြီးမားတဲ့မျက်လုံးတွေထူးဆန်းတဲ့လက်ချောင်းတွေကြောင့်လူတွေကတစေတရေဆန်လို့ထင်မှတ်ထားကြပါတယ်သူတို့ရဲ့လက်ချောင်းတွေနဲ့ညှို့ပြခံရရင်အသက်ပါသေဆုံးနိုင်တယ်လို့ထင်မြင်ချက်တွေကြောင့်အေးအေးတွေကိုမြင်တာနဲ့ပင်တက်ပြစ်တာမျိုးထိလောက်တတ်ကြပါတယ်တကယ်တော့အေးအေးဆိုတဲ့ဒီကောင်တွေဟာဘေးရဟိုမှမထိခိုက်စေတဲ့ကြောင်မျိုးစိဝင် DSN တွေပါလူတွေနဲ့လည်းမတွေ့ရအောင်ရှောင်ရှားနေတတ်ကြပါတယ်သူတို့ရဲ့ကြီးမားတဲ့မျိုးလုံးတွေဟာညဘက်မှာတိတ်ဆိတ်အစာရှာစားတတ်တဲ့သူတို့အတွက်တဘောကပေးထားတဲ့စွန့်အန်တစ်ခုပါထူးဆန်းတဲ့လက်ချောင်းတွေကလည်းတစ်ပင်ထဲကပိုးကောင်တွေကိုရှာဖွေရင်းနဲ့ပိုးကောင်တွေကိုထုတ်ယူစားသုံးလို့ရအောင်တဘောကပေးထားတဲ့လက်နက်တစ်ခုပါပဲလူတို့ရဲ့နားမလည်နိုင်မှုတစ်ခုကြောင့်အခုဆိုရင်အေးအေးတွေဟာမြို့တုံးမဲ့အန်ဒီရီထိရောက်နေပါပြီတကယ်တော့အေးအေးတွေရဲ့ဗီဒီယိုဆန်နယ်မှာမတူညီတဲ့အသွင်ပြင်တွေဟာတဘောရဲ့ထူးဆန်းတဲ့လက်ရာတစ်ခုသာဖြစ်ပါတယ်ကျွန်တော်အနေနဲ့အေးအေးတွေကိုဘယ်လိုထင်မြင်ချက်ရှိကြောင်း comment ထဲမှာချပြတော့လို့ရပါတယ်အဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ကတော့ထေးနိုင်ပါ